စိတ်ဓာတ်မကောင်းပေမဲ့လာစာကိုဒိုလေးထပ်တောင်ပူကောင်းနေလို့ဆန်ချိုခောက်လိုက်ပြီးတော့ပြက်မှတ်ပြောင်းလိုက်တဲ့နာပိုလီအားလုံးပဲမင်္ဂလာပါခင်ဗျာအမ်လီမေအိုင်မက်ကွန်ရှယ်ကိုနဲ့ဖဖမစ်အေဂျင့်ကနေကြိုဆိုလိုက်ပါတယ်နာပိုလီကတော့သူတို့ရဲ့တောင်ပန်တိုင်းစစ်ပြက်မှတ်အတွက်ဇာမာတီတူခေါ်ယူသွားပြင်ဆင်နေရမှာခုဆိုရင်မန်စီးမှာနေရာများဖြစ်နေတဲ့ငမူးဂရေးလစ်ကိုခေါ်ယူသွားဖို့ကြိုးစားနေလို့သိရပါတယ်နာပိုလီတဲ့ရေဒါထဲမှာဆန်ချိုကာနာချိုတို့လည်းရှိနေပေမဲ့မိုင်းကတောင်းနဲ့ပြောင်းရွှေ့ခြင်းရဲ့စိတ်ဓာတ်မကောင်းတဲ့ဇာမာရဲ့ကိုယ်တိုင်ကတောင်းဆိုနေတဲ့ဒိုလေးလောက်ထိမြင်မာလွန်းတဲ့လောက်ခလာစာတွေရဲ့ကြောင့်နာပိုလီကဆိုပါကစားမနှစ်ယောက်ကိုခေါ်ယူဖို့အခက်တွေ့နေရတာပါဆန်ချိုကမိုင်းမှာတပတ်လောက်ခပေါင်း2သိန်းခွဲလောက်ထိရရှိနေတာဖြစ်လို့နာပိုလီမှာလည်းဒီဈေးတိုင်းရကျင်တယ်လို့ပြောခဲ့တာကြောင့်နာပိုလီလည်းလက်လန်နဲ့ခြေခွင်တွေဖြစ်နေခဲ့ရပါတယ်ဆန်ချိုကလောက်ခလာစာကိုရှော့မြူခြင်းတဲ့အတွက်ချဲဆီကလည်းသူ့ကိုရော်ကြီးပေါင်9သန်းအကုန်ခံပြီးတော့မန်ယူပြန်ပို့လိုက်တာဖြစ်ပါတယ်မိုင်းမှာလည်းဆန်ချိုရဲ့နေရာမရှိတော့ပါဘူးအသင်းကိုမျိုးစော်ကားနဲ့စိတ်ဓာတ်မကောင်းတဲ့ဆန်ချိုမိုင်းကလည်းအသင်းမှာဆက်ပြီးတော့မထားကျင်တော့တာပါအဲ့လိုမျိုးတပုတ်ဖြစ်နေကြတဲ့မိုင်းဇာမာတွေနေရာမှာဘသူ့ကိုခေါ်ယူတင်လဲဆိုပြီးတော့နာပိုလီနီးပြကွန်တီကဒီဘရိုင်းကိုမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်ဒီဘရိုင်းနဲ့ဂရေးလစ်ကတင်းတော်တယ်ဆိုပြီးတော့ထောက်ခံချက်ပေးခဲ့လို့သိရပါတယ်ဂရေးလစ်ကခုနောက်ပိုင်းမှာမန်စီလူစင်းကနေဖယ်ရှားခံခဲ့ရတဲ့အထိအသင်းနဲ့ဆက်ဆံရေးချင်းတွေမှာပုံမဆိုးရလာနေရကြောင်းဒီနေ့မှာသူ့ကိုခေါ်မဲ့အသင်းရှင်ပြောင်းဖို့စဉ်းစားထားပါတယ်ဒီလိုချင်းတွေမှာဒီဘရိုင်းဂရေးလစ်ကိုခေါ်ယူဖို့နာပိုလီကိုထောက်ခံပေးလိုက်တာကြောင့်ဂရေးလစ်အတွက်ရင်ငတ်တုံးရေရင်းနဲ့ကြဖြစ်စေခဲ့ပါတယ်မန်စီကဂရေးလစ်အတွက်ပြောင်းရွှေ့သူပေါင်45သန်းလောက်ရနိုင်မှသာထုတ်ရောင်းသွားဖို့ဆုံးဖြတ်ထားတာပါဆိုတော့ဂရေးလစ်နာပိုလီရောက်သွားနိုင်လားဘလို့ထင်လဲပြောပြခဲ့ပါဦး